ဆိုတော့လက်ကအဲ့လိုလေးတွဲပြီးတော့တွဲပြီးဆိုသူဓာတ်ဆက်လိုက်မယ်ဓာတ်ဆက်ကိုတွဲရင်လည်းလက်ကိုဒီလက်ကိုအောက်ထားပြီးတော့ဆက်ရအောက်ထားပြီးတော့ဒီလိုမျိုးလေးနော်ဒါကပခုံးကအပေါ်ကဂျိုင်းကအပေါ်ကနော်ဒီဂျိုင်းလေးကအပေါ်ကနေဒီလိုတွဲသွားမယ်တွဲသွားလိုက်မယ်အဲ့လိုတွဲပြီးတော့မှကျတော့ချုပ်မှာနော်ပင်လေးတွေထိုးပြီးတော့မှချုပ်မယ်ဒီမှာနည်းနည်းလေးခတ်တယ်နော်ဒီဟာလေးဂျိုင်းချုပ်တာလေးနည်းနည်းလေးခတ်တယ်ပင်မထိုးဆိုခတ်တယ်နောက်ပြီးတော့ဒီမှာဓာတ်ဆက်ကလည်းအဲ့လိုမျိုးပဲသူ့ကိုအောက်ထားပြီးတော့မှနော်လက်ကိုအောက်ထားပြီးတော့မှအပေါ်ကနေဒီမျိုးလေးချုပ်မယ်ဆိုတော့ပြန်ပြီးတော့လန်လိုက်တဲ့ဆိုရင်ဒီဓာတ်ဆက်ဟာလေးကလက်ကဒီဘက်ကိုလဲရမယ်နော်လဲတယ်ဆိုမှကျတော့ဒီလက်ကိုသူ့ကိုဘယ်လိုပြောမလဲမိဖို့မတိုက်ဘူးဒါလေးကိုလုံးဝမိဖို့တိုက်လို့မရဘူးနော်ဒီလက်နဲ့ဂျိုင်းတွဲထားတာကိုလုံးဝမိဖို့တိုက်လို့မရဘူးအလုံးစုံမှာသူ့ကိုမိဖို့ငွေလေးပေးရုံပဲရှိမယ်နော်အဲ့လိုပဲလုပ်လို့ရမယ်ဆိုတော့ဒါလေးကိုနော်ဒါလေးကိုဒီနားလေးတော့လက်တကယ်လေးနဲ့နည်းနည်း